မင်္ဂလာပါပရိသတ်ကြီးခင်ဗျာကောင်းပါ News by MT Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ယနေ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ MMA လောကရဲ့ icon တစ်ခုဖြစ်တဲ့ Conor McGregor နဲ့လက်ရှိအချိန်မှာအားအကောင်းဆုံးပုံစံကိုပိုင်ဆိုင်ထားတဲ့ Max Holloway တို့ရဲ့ဒုတိယအကြိမ်မြောက်ထိပ်တိုက်ရင်ဆိုင်မှုပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ပြီးတဲ့ဗီဒီယိုမှာလည်း Conor ပြန်လာတော့မယ်ဆိုပြီးတင်ဆက်ထဲပါသေးတယ်ဒီသတင်းကိုနာမည်ကျော်အားကစားသတင်းထောက် Ariel Helwani ကစတင်အတည်ပြုခဲ့တာဖြစ်ပြီးဇူလိုင်လ17ရက်နေ့မှာကျင်းပမယ် International Fight Week ရဲ့အဓိကပွဲစဉ်အဖြစ်မြင်တွေ့ရဖို့အလားအရှိဆုံးဖြစ်နေပါတယ်။ဒီပွဲစဉ်ဟာရိုးရိုးပွဲစဉ်တစ်ခုထပ်ပိုပြီးဆယ်စုနှစ်တစ်ခုကျော်ကြာမှပြန်လည်ဖြစ်ပေါ်လာမဲ့တမိုင်းဝင်လက်စားချီပွဲတစ်ခုလို့လည်းသတ်မှတ်နိုင်ပါတယ်။ Conor McGregor နဲ့ Max Holloway တို့ဟာ2013ခုနှစ်ကပထမဆုံးအကြိမ်ဆုံတွေ့ခဲ့ပြီးအဲ့ဒီအချိန်တုန်းက McGregor ကအမှတ်နဲ့အနိုင်ရရှိခဲ့တာထက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်ကစလို့ဒီကနေ့အထိသူတို့နှစ်ဦးစလုံးရဲ့ဘဝဖြတ်တန်းမှုတွေဟာတိတိတသားပြောင်းလဲသွားခဲ့ပါပြီ။ McGregor ဟာ UFC ရဲ့ပထမဆုံးဝေတ်တန်းနှစ်ခုချန်ပီယံအဖြစ်တမိုင်းအေးထိုးနိုင်ခဲ့သလိုကမ္ဘာဝင်ငွေအကောင်းဆုံးအားကစားသမားတဦးဖြစ်လာခဲ့ပါတယ်။တစ်ဖက်မှာလည်း Max Holloway ဟာ Featherweight တန်းရဲ့အကောင်းဆုံးချန်ပီယံတဦးအဖြစ်ရပ်တည်နိုင်ခဲ့သလိုမကြာသေးမီကကျင်းပခဲ့တဲ့ UFC 300မှာလည်း Justin Gaethje ကိုအန်အားတင်ဖွယ်အလဲထိုးပြီး BMF ဆုတစ်စိန်ကိုသိမ်းပိုက်ထားနိုင်သူဖြစ်ပါတယ်။အခုပွဲစဉ်ဟာ McGregor တော့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်လာမှသိကြပါတယ်။ McGregor ဟာခြေထောက်တန်ရာပြင်းထန်စွာရရှိခဲ့ပြီးနောက်ပိုင်းပွဲပေါင်းများစွာနဲ့ဝေးကွာနေခဲ့ရတာဖြစ်ပြီးသူ့ရဲ့ရခင်ခြေစွမ်းမျိုးကိုပြန်လည်ရရှိနိုင်ပါမလားဆိုတာပရိသတ်တွေကြားမှာမေးခွန်းထုတ်เสียဖြစ်နေပါတယ်။ဒါပေမဲ့ McGregor ရဲ့စိတ်ဓာတ်နဲ့ပြင်းပြတဲ့အောင်နိုင်လိုစိတ်ဟာဘယ်တော့မှလျော့ပါသွားတာမျိုးမရှိခဲ့ပါဘူး။သူဟာလေ့ကျင့်ခန်းတွေကိုပြင်းပြင်းထန်ထန်ပြန်လည်လှုပ်ဆောင်နေပြီးသူ့ရဲ့ပြန်လာခြင်းဟာလက်ဝဲလွတ်ကာကိုတကြော့အပြန်စိုးမိုးကိုအသွင်ဖြစ်တယ်လို့အချိန်ချင်းကြွေးကြော်ထားပါတယ်။ Max Holloway ဘက်ကိုကြည့်မယ်ဆိုရင်လေသူဟာအခုအချိန်မှာသူ့ရဲ့ကစားသမားတက်တန်းတစ်လျှောက်အကောင်းဆုံးအခြေအနေကိုရောက်ရှိနေတာဖြစ်ပါတယ်။ Holloway ရဲ့ထိုးချက်တွေဟာပုံမတိကျလာတယ်လို့သူ့ရဲ့ခံနိုင်ရည်ဟာလည်းထူးခြားကောင်းမွန်နေပါတယ်။ McGregor နဲ့ပထမကြိမ်ဆုံတွေ့တုန်းကသူဟာလူငယ်ကစားသမားတဦးသာဖြစ်ခဲ့ပေမဲ့အခုအချိန်မှာတော့အတွေ့အကြုံရင့်ကျက်တဲ့စစ်ဖြန့်ကြီးတဦးအဖြစ် McGregor ကိုပြန်လည်ရင်ဆိုင်ဖို့အသင့်ဖြစ်နေပါပြီ။ Holloway အနေနဲ့ McGregor ကိုအနိုင်ယူနိုင်ခဲ့မယ်ဆိုရင်ဒါဟာသူ့အတွက်ကစားသမားဘဝရဲ့အမြင့်ဆုံးအောင်မြင်မှုတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ UFC အထွေအစည်းအတွက်လည်းဒီပွဲစဉ်ဟာစီးပွားရေးအရာတော့ပရိသတ်စိတ်ဝင်စားမှုအရာတော့အလွန်အရေးပါပါတယ်။ International Fight Week ဆိုတာ UFC ရဲ့နှစ်စဉ်အကြီးကျယ်ဆုံးပွဲတော်တစ်ခုဖြစ်ပြီးအဲ့ဒီလိုအချိန်မျိုးမှာ McGregor လိုလူမျိုးကိုပွဲထုတ်နိုင်ခြင်းဟာလက်မှတ်ရောင်းအားနဲ့ကြီးစုမှုနှုန်းကိုအမြင့်ဆုံးအထိရောက်ရှိစေမှာဖြစ်ပါတယ်။ပရိသတ်တွေလည်း McGregor ရဲ့နာမည်ကျော်တုံ့ပြန်မှုတွေပွဲမတိုင်ခင်စိတ်ဓာတ်စစ်ဆေးမှုတွေကိုပြန်လည်မြင်တွေ့ခြင်းနေကြတာဖြစ်ပါတယ်။တစ်ဖက်မှာလည်း Holloway ရဲ့တည်ငြိမ်တဲ့ထိရောက်တဲ့တိုက်ခိုက်မှုတွေက McGregor ကိုဘလို့ဒုက္ခပေးမလဲဆိုတာရင်ခွန့်စာကောင်းနေပါတယ်။ဒီပွဲစဉ်နဲ့ပတ်သက်ပြီးကျွမ်းကျင်သွေးတဲ့သုံးသက်ချက်အရဝေတန်းဟာလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ McGregor ဟာခန္ဓာကိုယ်ပိုင်းဆိုင်ရာတိတိတသာကြီးထွားမှာခဲ့တာကြောင့်ဘယ်ဝေတန်းမှာရင်ဆိုင်ကြမလဲဆိုတာစိတ်ဝင်စားစရာပါတယ်။ Lightweight ဒါမှမဟုတ် welterweight ဝေတန်းတွေမှာထက်လာနိုင်ကြီးရှိတယ်လို့ခန့်မှန်းရပါတယ်။ Holloway အနေနဲ့လည်းဝေတန်းတက်ပြီးထူးတရားမှာအောင်မြင်မှုတွေရထားတာကြောင့်ဒါဟာပြဿနာတစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။တိုက်ခိုက်ချေစတိုင်ချင်းနိုင်ရှင်ကြည့်မယ်ဆိုရင် McGregor ဟာပြင်းထန်တဲ့လက်ထိချက်တွေနဲ့ပွဲကိုအမြင့်ဆုံးအဆုံးသတ်နိုင်မှုဖြစ်ပြီး Holloway ကတော့အဆက်မပြတ်ထိုးနှက်ချက်တွေနဲ့ပြိုင်ဘက်ကိုအင်အားကုန်စေတဲ့စတိုင်မျိုးဖြစ်ပါတယ်။ဒီစတိုင်ချင်းတစ်ခုထိတ်တိုက်တွေ့ဆုံမှုဟာပရိသတ်တွေအတွက်တကယ်ကိုမိုက်တဲ့ပွဲစဉ်တစ်ခုဖြစ်လာမှာသိချပါတယ်။ McGregor ရဲ့ဘယ်လက်ထိချက်တွေဟာ Holloway ရဲ့မာကျော်မြေးကျော်ကိုဖောက်ထွက်သွားနိုင်မလားဒါမှမဟုတ် Holloway ရဲ့အဆက်မပြတ်တိုက်စစ်တွေအောက်မှာ McGregor ဒူးထောက်သွားမလားဆိုတာကတော့ဇူလိုင်လရောက်မှပဲသိရတော့မှာပါ။နီးကုံချုပ်အနေနဲ့ပြောရရင်ဒီပွဲစဉ်ဟာကစားသမားနှစ်ဦးရဲ့ဂုဏ်သိက္ခာအတွက်တင်မဟုတ်ပဲ UFC ရဲ့အနာဂတ်အတွက်ပါအရေးပါတဲ့ပွဲစဉ်ဖြစ်ပါတယ်။ McGregor ဟာသူဟာပြီးဆုံးသွားတဲ့ကစားသမားတဦးမဟုတ်တယ်ဆိုတာကိုတက်တက်ပြဖို့လိုအပ်နေတယ်လို့ Holloway ကလည်းသူဟာကမ္ဘာအကောင်းဆုံးတိုက်ခိုက်သမားဖြစ်တယ်ဆိုတာထပ်လောင်အတည်ပြုဖို့ကြိုးစားမှာဖြစ်ပါတယ်။ဇူလိုင်လ17ရက်နေ့မှာကျင်းပမယ့်ဒီပွဲစဉ်ဟာ2026ခုနှစ်ရဲ့အထူးခြားဆုံးအားကစားဖြစ်ရပ်တစ်ခုအဖြစ်တမိုင်းတင်ကြံရမယ်ရပ်ပါပဲ။ပရိသတ်တွေအနေနဲ့လည်းအခုကဒီပွဲစဉ်အတွက်ရင်ခုန်စိတ်ဝင်စားမှုတွေစတင်နေပြီဖြစ်ပြီးလက်ဝဲလောကရဲ့ဘရင်နတ်ပါဘသူကအသာရမလဲဆိုတာကိုစောင့်ကြည့်ရတော့မှာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားကြဖို့မမေ့ကြအောင်နော်။